ဒီတစ်ခါတင်ပြမဲ့သင်ခန်းစာက photographer တွေအတွက် action နဲ့ color effect တွေပြောင်းတဲ့နည်းဖြစ်ပါတယ် Photoshop မီနူးတွေက window တွေက action ကို click နှိပ်လိုက်ပါ action ရဲ့ထောက်မှာရှိတဲ့ arrow တွေကို click နှိပ်ပြီး load action ကျွန်တော်ယူရပါလိမ့်မယ် load action ကျွန်တော်ယူလိုက်ပါပြီ50 Photoshop effect 50ရှိပါတယ် effect ပေါင်း50ရှိတဲ့ action မှာကိုကြိုက်တဲ့ color တွေကိုရွေးချယ်လိုက်ပါကျွန်တော်17 smart black and white 1ကိုရွေးလိုက်ပါတယ် play လုပ်လိုက်ပါတယ် black and white ဖြစ်သွားပါပြီArgenta color လေးကိုပြောင်းကြည့်အောင် Smart Mix 32 ဟာ effect မျိုးစုံလုပ်နိုင်တဲ့ action မှာ natural number 12 action လုပ်လိုက်ပါပြီကျွန်တော်တော့ဒီ action ကိုကျွန်တော်3-4-3 ထများပါတယ်အရင်လည်းအဆင်ပြေပါတယ်ချိန်လည်းမကြာပါဘူးကိုကြိုက်တဲ့ color ကို action မှာ clip နှိပ်လိုက်ရုံပါပဲအင်ပတန်အသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်